ဘောလုံးလောက်တာရမလား ဘောလုံးလောက်တာထင်ပါတယ် တစ်လုံးမှာအဆိုတော်3ယောက်ပဲနားထောင်လို့ရမယ်ဆိုရင်ဘယ်အဆိုတော်ကြီးဖြစ်မလဲ ရင်းအောင်ဗန်ဒီဖြိုးဆန်းဆန်းကလိုက် ခဏခဏโอเคပါအဲ့ဒါဘာမစားမလဲ ကနန်းခေါ်ကျော် ခဏကိုကြောဘယ်နာလေးမှာ ဟိုရှိမှတော့တွေ့ခဲ့တယ် အဲ့ဒါသွားမယ်လေဟိုအတက်ကြားလာမသိဘူးဝေးတပုတ်ကိုလာကျေးဇူးပါဘောလုံးလောက်တာအောင်တော့ အခုလောက်လိုက် ဟိုကျွေးမဲ့သိလားဘောလုံးလောက်တာမလောက်တာဟုတ်တယ်တစ်လုံးမှာကိုကအဆိုတော်3ယောက်ပဲနားထောင်ခွင့်ရမယ်ဆိုရင်ဘယ်အဆိုတော်တွေဖြစ်မလဲ Justin Bieber Billie Eilish ပြီးတော့ Selena Gomez စင်းရကောင်းမှာဟုတ်ကဲ့ခါလေးဟုတ် Robert Smith Justin Bieber and 3ယောက်လေ ကောင်းတယ်မရောက်တာဘူး BTS ဟုတ်တယ် BTS โอเคအဲ့တော့ဘာမှစားမလဲ Okay โอเค Okay ပါ အဲ့ဒါစားမယ်အားရမလားဘောလုံးလောက်တာလား ဟမ်လောက်တာဘာလို့မလောက်တာ ဘောလုံးလောက်တာမလားโอเคအဲ့တော့ဘာမှစားမလဲ ပွဲသေးဆိုရင်တော့ဘူးကြော်မစား ဟာဘူးကျော်စားမယ်အဲ့ဆိုရင်စားမယ် ဘူးကြိုင် ဟောကိုကတော့ဘူးကျော်စောင့်နေတာဖြစ်ပါတယ်ညီလေးကိုပတ်စံပဲပေးခဲ့လိုက်တော့မယ်โอเคဘူးကျော်လို့လာမလိုက်နော် Okay โอเคကျေးဇူးအဲ့ဆိုကျေးဇူးတင်တယ်လို့ပြောလိုက် ဟုတ်ကဲ့ကျေးဇူးတွေလည်းတင်ပါတယ် ကျေးဇူးတင်ပါတယ်တင်ပါတယ် ချွေးလည်းတော့ထွက် စောဘနေရအောင်စောဘနေရအောင် ဟုတ်အဲ့ဒါပြောလို့မရဘူး โอเค